ဒီနေ့comment မှာလေနော်လူတယောက်ကမင်း2020တုန်းကလေးစီခန်းလောက်ထားတဲ့အဲ့ဒီ video ပိုင်းပေါ့တင်ခဲ့တယ်ကွာတင်နေဆိုတော့မင်းစိတ်မဆိုးဒါပေမဲ့မင်းကိုယွန်စရာစကားလည်းအရန်ပြောလာကွာအဲ့ဆိုမင်းက TikTok တင်နေဆိုတာကမင်းကိုသဘောကျတဲ့လူမလို့သူများလည်းပြန် share တယ်ပြန်ပြီးတော့စစ်ထားတယ်ပြန်ပြီးတော့ပြန်တင်တယ်ဒါမင်းတို့တော့ဘာမှမပြောပါဒါပေမဲ့အဲ့လိုမျိုးတွေသူများသူတို့တင်လိုက်လို့သူများ comment နေလာမှတ်တာမင်းမကြိုက်လို့ကွာအဲ့ဒါပေါ့နော်အဲ့ဒီတယောက်ကသူကမင်းကိုတိတယ်မင်းသူ့ကိုမတိဘူးဒါဘာလို့ဆိုတော့လူတယောက်ကိုတိုက်ခိုက်တယ်ဆိုတော့သူ့ကိုမုန်းလို့တိုက်ခိုက်တာပဲလေဟုတ်တယ်မလားအဲ့ဆိုတော့မင်းက2020တုန်းကပေါင်140ရှိတယ်ကြာလာခါကျတော့ပေါင်ချင်းကများလာတယ်များတဲ့ခါကျတော့မင်းကလေးတိုင်းဆိုရင်အလားပါဆိုလူတိုင်းကြိုက်တာပဲလားချင်တာလူတိုင်းကြိုက်တာပဲတတ်နိုင်တာမတတ်နိုင်တာတစ်ခုပဲရှိတယ်ဟုတ်နော်ဒါမင်းတို့ကပတ်စံစုတယ်နော်အဲ့ဟာကိုခန္ဓာကိုယ်ပြုတ်ပြင်ပြောင်းလဲလိုက်တယ်မားလို့လားဟုတ်တယ်နော်မမားဘူးလူတိုင်းကလှချင်ကြတာပဲနော်အဲ့ဟာကိုမင်းကမင်းကမလှဘူးအရင်တော့ဖင်တူးနို့တူးနဲ့လာလိမ့်ပြီးတော့ယောက်ျားတကားကိုအဲ့လိုမျိုးလာပြောခိုင်းနေဘလို့ပါညာပြောလဲမပြောခိုင်းချင်ဘူးရည်ရွယ်ချက်ရှိနဲ့လဲဒီဟင်းချက်နေတဲ့ဟာကိုဖင်ပြချင်လို့နှုတ်ပြချင်လို့ချက်တာမဟုတ်ဘူးလောက်တာမဟုတ်ဘူးနော်တိတ်တော့လူတိုင်းစော့တယ်အခုလူတိုင်းကလူသိချင်ကြဖြစ်ချင်လို့ကရည်ရွယ်ချက်ရှိနဲ့ကိုဗီဒီယိုဖန်တီးပြီးတော့တင်ကြရောဒါပေမဲ့အမေကနာမည်ကြီးချင်လို့ကိုဒီဗီဒီယိုကိုနော်သူများစိတ်ဝင်စားအောင်လုပ်အောင်တင်တာမဟုတ်ဘူး။အော်ဘာလို့လဲဆိုတော့ငါလည်း TikTok ဆော့တာပဲဒါပေမဲ့ငါမင်းမလုပ်ချင်ဘူး။နာမည်လည်းမကြီးချင်ဘူး။ကိုမလေးကိုအေးအေးဆေးနေနေတာကွာ။အဲ့ဒါကိုသူများကိုကြည့်မိတော့သူများကိုသဘောကျတော့ဘယ်တတ်နိုင်မလဲဟုတ်တယ်မလား။ပြီးရင်လူတွေကဒီလိုပဲ။မင်းကတီဟာပြချင်တော့ဟိုဟာပြချင်တယ်လို့လုပ်တာမဟုတ်ဘူး။အော်အလိုလုပ်တဲ့အချိန်မှာရဲလိုက်လို့အော်မကြည့်မစိုးတော့ကြည့်လို့ကောင်းတာပဲ။ဒါပေမဲ့ငါဟန်ပြနေတာမဟုတ်ငါတကယ်ချက်ပြုတ်နေတာငါလည်းစားတော့ဆိုင်ဖို့နေတာအဖေတို့မှဆိုတော့တကုံပြောတယ်လှုပ်ချင်တယ်လားလာခဲ့ဆိုင်းတောင်ကိုနော်ညတို့ဆေးပေးလို့ရရင်လှုပ်ခိုင်းမယ်အကောင်းကိုမပြောချင်ဘူးတီပြောဟိုပြောသူများကိုပြီးရင်တချို့လူတွေတချို့ကောင်မလေအစင်တန်းကိုမရှိဘူးငါသူများကောင်မပြောတာငါ့မှာငါရှက်တယ်နော်မဟုတ်မဟားတယ်ဆိုမတင်နဲ့မပြောနဲ့ရှင်းချင်ငါအိမ်ရှိတယ်လာရှင်းငါနေ့အိမ်မတိလို့နေ့အိမ်တိတော့ငါသွားပြီးရှင်းပြီလိုက်ပြီးသူမြောက်တိုက်ခိုက်နေရမရှက်ဘူးလား